ဒီဟာကကဘာမီမဟုတ်ဘူးဒါကကျွန်တော်ရဲ့ကဘာဒီကဘာရဲ့ဖျားသခင်ဖြစ်လာဖို့ကျွန်တော်တို့ရွေးချယ်ခဲ့တာဒါပေမဲ့ကျွန်တော်လိုမျိုးတခြားဖျားသခင်28ပါရှိနေသေးတဲ့အတွက်ကျွန်တော်လည်းဖြစ်စည်းခံရနိုင်ပါတယ်ဒါကြောင့်ဒီကဘာမှာရှိတဲ့လူတွေရဲ့အတိအမှတ်ဖို့ကိုရယူပြီးသူတို့ငါ့ကိုယုံကြည်လာအောင်လုပ်ရမယ်နတ်ဖျားရွေးချယ်တဲ့ပွဲမှာအနိုင်ရဖို့အတွက်ယုံကြည်သူအများစုကိုဖန်တီးနိုင်မှရပါမယ်ဗျာမဟုတ်ရင်တော့ကျွန်တော်ကံကြမ္မာကတေးချင်းတရားပဲဒီလူနာမည်က fan နဲ့သူက The Silent World ဆိုတဲ့ game မှာထိပ်သီးကစားသမားတစ်ယောက်ပါသူကနီးပညာတွေတိုးတက်ဖို့အတွက်အရာအလုံးကိုယဉ်နီးမှုနှံခဲ့ပြီးဒုတိယအဆင့်ရှိတဲ့ကစားသမားဦးချီယာကိုတကွက်ထဲနဲ့အနိုင်ယူကအောင်မြင်မှုပါလုံးကိုပထမဆုံးတော့တောဖွင့်နိုင်သူဖက်လာခဲ့တယ်ဒါကအယမ်းလွယ်ပါတယ်အောင်မြင်မှုအားလုံးပြီးမြောက်မိသူဂုဏ်ယူပါတယ်တာကြီးအခုတော့စာပါကိုတရားဝင်ပိတ်လိုက်ပါပြီ The Silent World ကိုမကြခင်စတင်တော့မှာပါကစားသမား fan ကစာပါတစ်ကိုစောစောစီဝင်ရောက်ခွင့်ရရှိထားပါတယ် game နဲ့ကိုဝင်ချင်မလား fan ကတစ်စက္ကန့်တော့မစင်စားပဲ confirm ကိုနှိပ်လိုက်ပါတယ်ဒါပေမဲ့သူ့မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါမှာဖြစ်စည်းနေတဲ့ရင်ပြင်တစ်ခုမှရောက်နေတာကိုတွေးလိုက်ရတယ်ငါပဲရောက်နေတာလဲဒါတွေကအိမ်မက်လားအဲ့ဒီအချိန်မှာပဲအတန်တစ်ခုကသူ့အတွေးကိုဖျက်တောက်လိုက်ပါတယ်မကြခင်မှာပဲလွေချွတ်စမ်းကျင်တဲ့အမျိုးသမီးတယောက်တူရှိကိုရောက်လာပါတယ်မကြောက်ပါနဲ့ဒီကိုရောက်လာတာမင်းတယောက်တည်းမဟုတ်ဘူးဒါရကဘာမြေလားဒါပေမဲ့ fan ကဒီနေရာကိုအရင်ကအချင်းချင်းမြင်ဖူးတဲ့အတွက်အဲ့ဒီအတွေးကိုချက်ချင်းလက်ခါလိုက်ပါတယ်ဒါက game နဲ့ကပျောက်ဆုံးနေတော့တိုက်ကြီးပဲဒီမှာရှိတဲ့လူတိုင်းမှာစစ်မှန်သောဖျားသခင်ဖြစ်လာနိုင်တဲ့အရွေးချင်းရှိပါတယ်မှတ်ထားပါကဘာဆိုတာ game တစ်ခုတည်းမဟုတ်ပါဒီမြေကိုတစ်ချိန်ကနတ်ဖျားတွေဆွန့်လပ်သွားခဲ့တာဒီဂျိုအုံမှာတစ်ချိန်ကခန်းညမ်းတဲ့ယဉ်ကျေးမှုတွေရှိခဲ့ပြီးမတူညီတဲ့မျိုးဆက်တွေအတူတကွနေထိုင်ခဲ့ကြတယ်အခုတော့နောက်ဆုံးမှာဘဝတစ်ကိုကြိုးစားရမယ့်အချိန်ရောက်လာပါပြီ Lost Continent ကိုတိဆောက်ရတဲ့တခုတည်းသောရွေးချက်ကတော့ဒီဂျိုကိုအထိုက်တန်တဲ့ဖျားသခင်ကိုရွေးချယ်ဖို့ပါတကယ်တော့ဒါက game တစ်ခုလိုပဲအလုပ်လုပ်ပါတယ်အဲ့ဒီမှာနေထိုင်သူတွေစီကယုံကြည်မှုအများကြီးရယူနိုင်ရင်မင်းကဒီကဘာရဲ့တဆူတဲတော့ဖျားသခင်ဖြစ်လာလိမ့်မယ်ကျွန်တော်အရှုံးပေးဖို့ဆုံးဖြတ်ရင်ဘာဖြစ်မလဲအကယ်၍မင်းအခုပဲဆွန့်လွတ်လိုက်ရင်မင်းရဲ့တာမန်ဘဝကိုပြန်ရောက်သွားပြီးဒီနေရာအကြောင်းအားလုံးကိုမေ့သွားလိမ့်မယ်ဒါပေမဲ့တခါဝင်လာပြီးဆိုရင်တော့လမ်းတစ်လက်မှာရပ်တန့်ဖို့နီးလမ်းမရှိတော့ဘူးအဖြေနှစ်ခုပဲရှိတယ်မင်းလုံးဝပျောက်ကွယ်သွားမလားဒါမှမဟုတ်ဒီကဘာရဲ့ဖျားသခင်ဖြစ်မလားဆုံးဖြတ်ချက်ချဖို့မင်းမှာ15မိနစ်ပဲရှိတော့တယ်မကြခင်မှာပဲလူ28ပါးပဲကြမ်းတော့တာကိုသူတွေ့လိုက်ရတယ်ဒါကိုချက်ချင်းနားလည်သွားပါတယ်သူတို့ကဂိမ်းရဲ့အမြင့်ဆုံးကစားသမားအရေးအတွက်ဖိတ်ကွဲထန်ခဲ့တဲ့လောင်းရည်တွေပဲဒါက The Silent World လို့ပဲအလုပ်လုပ်ပါတယ်ဇုံတစ်စေးလေးကိုရွေးချယ်ပြီးနတ်ဖျားရွေးချယ်ပွဲစီကိုလမ်းတိုက်ရမှာကဲမင်းအရင်သွားလဲသူခါပြားကိုယူလိုက်တာနဲ့သူ့အတွက်တတ်မှတ်ထားတဲ့ဇုံကိုချက်ချင်းပို့ဆောင်ခံလိုက်ရတယ်ဒါပေမဲ့သူ့အလဲရောက်တဲ့အခါမှာတော့မျက်နှာပြတ်သွားတယ်သူ့ကံကြမ္မာကဒီလောက်ထိဆိုးမေလို့သူမမျှော်လင့်ခဲ့ဘူးသူရွေးချယ်မိတာက insect ဇုံထည့်နေတယ်ဒါကအနိုင်ရနိုင်ခြေအနည်းဆုံးဇုံထည့်ပြီးပိုးမော့တွေကိုပဲထိန်းချုပ်လို့ရတာဖြစ်တယ်ဒါကကန်ဆိုးလာမှန်ပဲတခြားတစ်ဖက်ကကြည့်ရင်တော့ကံကောင်းတာလည်းဖြစ်နိုင်တယ်ဒီဇုံကအရှိတိုက်ကြီးရဲ့အဝေးဆုံးတောင်တန်းမှာရှိနေတဲ့အထက်စစ်ပွဲတွေဖြစ်ထဲတဲ့အတွက်သူကြီးထွားဖွံ့ဖြိုးဖို့အတွက်အချိန်အများကြီးရလိမ့်မယ်အဲ့ဒီအနေထားနဲ့ insect တွေရဲ့ပတ်ဝန်းကျင်မှာယဉ်ကျေးမှုတစ်ခုကိုတိဆောက်တာကကောင်းမွန်သောအကြပြုနိုင်ဖြစ်နိုင်တယ်ရပ်ပမှာဒီမှာနေတဲ့ဖားလူမျိုးဆက်တွေလို့ပေါ့ဒါပေမဲ့မျိုးဆက်တွေအများကြီးရှိနေတာကသူ့အတွက်ခေါင်းခဲစရာဖြစ်နေတယ်ပထမဆုံးပြီးမှအနေနဲ့သူတို့စီကိုချင်းကပ်ဖို့ခတ်နေတယ်ဖားလူမျိုး900ကိုကင်တွယ်ဖို့ကအယမ်းများလွန်းတယ်သူ့မှာရှိတဲ့ယုံကြည်မှုအမတ်က30ပဲရှိသေးတဲ့အတွက်စားကောင်းတောက်ကောင်းဖားလူမျိုးတွေကိုစီးစုံဖို့မလုံလောက်ဘူးသူပြည့်မဲ့အသက်ရှာရမယ်မကြခင်မှာပဲသူ့မျက်စိကပုတ်တရင်လူမျိုးအောက်စုစီကိုရောက်သွားတယ်သူတို့လည်းပိုးမွားတွေကိုစားတက်စလို့တခြားသတိဆန်တွေနဲ့ယွင်းရှင်ရင်ရေးမရှိလဲအသက်ရှင်နိုင်ကြတယ်အသေးချာကြည့်လိုက်တဲ့အခါမှာ fan ကပြင်းထန်တော့ဒဏ်ရာရနေတဲ့ပုတ်တရင်လူမျိုးလူငယ်တယောက်ကိုတွေ့လိုက်ရတယ်ဒါကသူ့မျက်စိထဲရောက်သွားတဲ့အချက်ပဲသူတို့ကရွှေဦးမျိုးဆက်တွေထစ်ကြတယ်သူကအာနာလူပွဲတစ်ခုခုကြောင့်နှင်းထုတ်ခမ်းရတာဖြစ်နိုင်တယ်သူကဘာကြီးနဲ့အထီးချမ်းဆန်လေးသူကံကြမ္မာကိုပြောင်းလဲခြင်းနဲ့စိတ်တက်ကပိုပြင်းထန်လာလေပဲဒီဖုတ်ဆိုးမြင်မှာဝမ်းဘတ်ပြေကိုအစာမပြောနဲ့ရေတောင်အလွန်ရှားပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲပုတ်တရန်လူမျိုးတွေကဝမ်းမြောက်သွားကြတော့တယ်သူတို့ကဒဏ်ရာရနေတဲ့သမင်းတကောင်ကိုတွေ့လိုက်တာပါတန်ပါသောလူငယ်တွေကချက်ချင်းရှိတာသွားကြပြီးအိုမင်းမစွမ်းသူတွေနဲ့ဒဏ်ရာရသူတွေကကြံရစ်ခဲ့ကြတယ်တခြားတို့တွေစားပြီးမှသူတို့ကတော့အယိုးအနှင်းငယ်ပဲရမှာပါဒါပေမဲ့ပုတ်တရန်လူမျိုးအချို့ကတေခါနေသူတွေအထွတ်အစားကိုအလဲလားဖြုံးတယ်မလို့ငင်းခုန်ကြတယ်လွန်ခဲ့တဲ့အခြေအနေငယ်မှာသူတို့ကိုသွားချွန်းကြားတကောင်ကတိုက်ခိုက်ခဲ့တာဖြစ်ပြီး elf ကမျိုးဆက်ကိုကာကွယ်ရင်းနဲ့ဒဏ်ရာအပြင်းထန်ရခဲ့တာလို့ပြရတယ်တချို့ကတော့သူ့ကိုဒီတိုင်းစွန့်ပစ်မှာမတင်ဘူးလို့ယူဆကြတယ်ညရောက်တဲ့အခါမှာပုတ်တရန်လူမျိုးတွေအနားယူကြတယ်
ဒါပေမဲ့ elf ကအတန်တခုရောက်သွားလို့ရုတ်တရက်နိုးသွားတယ်အဲ့ဒီအတန်လာတာကိုသူကြည့်လိုက်တဲ့အခါမှာအန်အောမင်ထဲ့သွားရတယ်အဲ့ဒါကလိပ်ပြတကောင်ပါတစုံတယောက်ကသူ့ကိုခေါ်နေစလို့ထူးဆန်းနေတယ်သူဘာမှမစင်စားပဲနောက်ကလိုက်သွားခဲ့တယ်လိပ်ပြကသူ့ကိုတောင်ထိပ်ကိုခေါ်သွားတယ်အဲ့ဒီမှာပိုတောင်အားတွေပုံနေတာကိုတွေ့ပြီးသူအန်အောမင်ထဲ့သွားရတယ်သူရှေ့မှာမြင်ကွင်းကိုပဲငေးကြည့်နေမိတယ်သူ့မျက်လုံးကိုသူမယုံနိုင်ဘူးဒါဟာပုံမြင်တွေကအန်အောမှုများစလားဒီအစားလက်ဆံကိုရပြီးနောက်မှာဖန်ကပုတ်တရလူမျိုးတွေကယုံကြည်မှုအမှတ်အများကြီးရရှိခဲ့ပါတယ်ဒီပိုတောင်အားတွေကသူတို့အထက်တော့အသက်ဆက်เสียပဲဖန်ကတော့နောက်ထပ်အစည်းအဝေးကိုစဉ်းစားနေပါပြီမျိုးဆက်ထဲမှာပုတ်တရလူမျိုးတွေကဓာကိုဖျားသခင်ရဲ့လမ်းပြမှုလို့ယူဆပြီးဖန်ကိုနမဲမရှိပိုတောင်အားနတ်ဖျားလို့အမိပေးလိုက်ပါတယ်မျိုးဆက်မှာအရင်အမြစ်တွေအများကြီးရှိလာပါပြီအစားအစာတွေယူဆောင်လာပေးပြီးတဲ့နောက်အောက်ဖီရဲ့ဂုံသတင်းကမျိုးနွယ်ထဲမှာတော်တော်လေးမြင့်တက်သွားတယ်အဲ့ဒီနောက်လိပ်ပါလေးကလမ်းပြဖို့ပြန်ရောက်လာပြန်တယ်ဒါပေမဲ့ဒီလမ်းကအလွန်အေးဆက်တဲ့အရာစီကိုဦးတီနီမန်တိလိုက်ရတဲ့အခါတခြားသူတွေကကြောက်ရွံ့သွားပြီးအော့ဖ်ကိုတခြားလိုင်းရွေးဖို့ပြောကြတယ်မရဘူးငါတို့ဒီလိပ်ပါနဲ့ပဲလိုက်မယ်ဒီဖုံးဆိုးမြေမှာငါတို့အတွက်ဘာမှမရှိတော့ဘူးဒီမှာအငဲ့ဘဲနဲ့တည်ရမယ်အစားဖျားသခင်ပြတဲ့လမ်းကိုလိုက်တာကပိုကောင်းတယ်လို့အော့ဖ်ကဆိုတယ်ဖန်ကတော့ဒါကိုတိတ်တိတ်ဆိတ်စောင့်ကြည့်နေတယ်သူ့ရဲ့ယုံကြည်မှုအမှတ် fate points ကငဲနေသေးတဲ့အတွက်သူကိုယ်တိုင်တိုက်ရိုက်ဝင်ရောက်ဆွဲဖတ်လို့မရသေးဘူးအကယ်၍သူတို့ငါ့ကိုတကယ်ယုံကြည်မယ်ဆိုရင်သူတို့တခါမှမတွေ့ဘူးတဲ့အနာဂတ်မျိုးကိုမြင်တွေ့ရလိမ့်မယ်။ Elf ကလိပ်ပါပြတဲ့လမ်းတိုင်းရှေ့ဆက်သွားခဲ့ရမကြခင်မှာပဲတဲကန်တိုင်းရတဲ့ Oasis တစ်ခုကိုတွေ့ရှိသွားတယ်။နာမည်မဲ့ပိုးတောင်ကနတ်ဖျားကသူတို့ကိုမျောလင်းချက်မြည်စီပို့ဆောင်ပေးခဲ့တာလို့သူယုံကြည်သွားတော့တယ်။အဲ့ဒီအချိန်မှာပဲဖန်ရဲ့နတ်ဖျားအဆင့်မြင့်တက်လာတယ်။သူ့ရဲ့ insect ဆုံးက level 2ကိုအဆင့်တက်ပြီးပိုးတောင်ကကောင်းကြီးပေးခြင်းစွမ်းရည်ကိုရရှိခဲ့တယ်။အကျိုးဆက်အနေနဲ့ Elf ရဲ့ခွန်အားတွေကတိတိတတ်တာတိုးတက်လာခဲ့တယ်။အဲ့ဒီညမှာပုတ်တင်ညိုလူသားတွေအိပ်ပျော်နေစဉ်အဆင့်မြင့်တင်ထားတဲ့ဖန်ကသူတို့ရဲ့အိမ်မက်ထဲကိုရောက်လာတယ်။သူကသူ့ရဲ့နတ်ဖျားပုံရိပ်ကိုဖန်တီးဖို့အတွက် Elf ကိုအသုံးရမယ်။ခေါင်းပေါ်မှာနွားရိုင်းဥကောင်ခွင်းကိုစောင်းထားတဲ့ဖန်က Elf ရဲ့ရှေ့မှာပေါ်လာတယ်။ဒါကနာမည်မဲ့ပိုးထောင်ကနတ်ဖျားရဲ့မျက်နှာလား။နောက်ကနေမနက်မှာတော့ Elf ကသူ့အိမ်မက်အကြောင်းအကုန်ပြောပြတယ်။သူတို့နွားရိုင်းတကောင်ကိုအမဲလိုက်ရမယ်။ပြီးရင်အဲ့ဒီအယိုးတွေနဲ့ပိုးထောင်ကနတ်ဖျားရဲ့ရုပ်တော့ကိုထုလုပ်ရမယ်။မျိုးနွယ်ဝင်တွေကတော့ဝေခွဲကြဖြစ်နေတယ်။နွားရိုင်းအုပ်ကသူတို့အတွက်အလွန်အန္တရာယ်များလွန်းလို့တယ်။ Elf ကသူတို့ရဲ့စိုးရိမ်မှုကိုနားလည်တဲ့အတွက်တယောင်ထဲသွားဖို့ဆုံးဖြတ်လိုက်တယ်။မျိုးနွယ်ကအံ့ဩတစီကြည့်နေတယ်။ဒါပေမဲ့သူကသူတို့ရဲ့စိုးရိမ်မှုကိုပယ်ဖြတ်လိုက်တယ်။ဖျားသခင်ရဲ့ကောင်းကြီးကြောင့်သူ့တန်ရာတွေပျောက်ကင်းရသွန်တာမကခွန်အားတွေလည်းအစမှတိုးတက်လာခဲ့လို့ပဲ။သူကလန်တကြောင်းကိုပြေပေါက်လိုက်ရာမီတာအတော်ဝေးမှရှိတဲ့တစ်ပင်တစ်ခုကိုချင်းချင်းထွန်းဖောက်သွားတယ်။အဲ့ဒီအချိန်မှာပဲတောင်အောက်ကနေနွားရိုင်းအုပ်တော်ဖြည်းဖြည်းချင်းဖြတ်သွားတယ်။ဒါကဖျားသခင်ရဲ့လမ်းညွှန်ချက်မှန်သူသိလိုက်တယ်။သူတယောင်ထဲနွားရိုင်းအုပ်ကိုတိုက်ခိုက်လိုက်တယ်။လန်တချတာလျက်နဲ့နွားရိုင်းတကောင်လဲကျသွားတယ်။ဒါကိုမြင်တော့တခြားမျိုးနွယ်ဝင်တွေကလည်းဝိုင်းကူပူပရေးလာကြတယ်။ညနေဆောင်မှာတော့ Elf ကနွားရိုင်းရဲ့ဥခေါင်ခွင်အယိုးနဲ့ရုပ်တော့ကိုပြုတ်လုပ်ပြီးမျိုးနွယ်ဝင်တွေနဲ့အတူပူဇော်ပတ်ထကြတယ်။နာနေမဲ့ပိုးတောင်ကနတ်ဖျားကပေးသနာတဲ့လက်ဆောင်တွေအတွက်ကျေးဇူးတန်စကားဆိုကြတယ်